တတိပဋ္ဌာန်တရားအလုပ်ကိုလုပ်တဲ့အခါမှာတတိတရားသည်အလွန်အရေးကြီးပါတယ်တတိဟူသည်ပိုသည်ဟူ၍မရှိလို့ဆိုကြတယ်တကယ်လည်းအမှန်ပဲပေါ့နော်တရားအထုတ်တဲ့အခါမှာတတိကိုကတ်နိုင်သမျှကတ်ပါမျက်လုံးနှလုံးဖွင့်တဲ့အချိန်ကနေစပြီးတော့တတိကတ်ညအိပ်ပျော်သွားတဲ့အထီကိုတတိကတောက်လျှောက်ကတ်နိုင်ရမှာဖြစ်တယ်တတိကိုကတ်နိုင်လေတမာတိနဲ့ပညာတွေတိုးလာလေဖြစ်ပါတယ်ဒါကြောင့်ကျမ်းဂန်ထဲမှာတတိတမ္ပဇင်ညာလို့ဒီလိုမျိုးသုံးထားပါတယ်တတိကအကြောင်းတရားတမ္ပဇင်ညာလို့ခေါ်တဲ့ပညာကအကျိုးတရားအဲ့တော့တတိနဲ့တမ္ပဇင်ဘိုင်းထဲမှာဈာထဲမှာတမာတိကပါသွားပြီပေါ့အဲ့တော့တတိကိုသာတောက်လျှောက်ရအောင်သာကြိုးစားကြပါအခုဒါတကယ်တတိကိုကြိုးစားအထုတ်နေတဲ့တပည့်တွေလက်တွေပဲတရက်တရက်ပူတက်လာတာတွေကိုမျက်မြင်ပဲဖြစ်တယ်ပေါ့တတိအားကောင်းလာလေတိတင်သိထိုက်တာတွေကိုသိလာလေပဲတချို့တတိမထားမိတဲ့အရာလေးတွေတတိထားမိလာတယ်အမှတ်တမဲ့နေတဲ့ကိစ္စလေးတွေကတတိထားမိလာတယ်တတိကပ်မိလာတယ်ဥပမာပေါ့နော်စင်ကြံကမ္မဋ္ဌာန်းမှတ်ကြတယ်တပည့်တော်ကပထမစစွာရှုမှတ်တဲ့ပုဂ္ဂိုလ်တွေကိုဆိုရင်ခြေတလန်းကိုတစ်ဖက်လောက်ပါရင်ရပြီဆိုပြီးတော့သင်ပေးတယ်ပေါ့နော်အဲ့တော့ဆရာတော်များကသင်ပေးတဲ့အခါမှာလှမ်းတာကိုသင်ပေးတော်မူကြတယ်ဘယ်လှမ်းတယ်ညာလှမ်းတယ်ခြေတော့လှမ်းတာကိုသင်ပေးတယ်ခြေတော့ကလှမ်းသွားတဲ့အခါမှာရွေ့သွားတဲ့သဘောပေါ့နော်ခြေလှမ်းတိုင်းမှာရွေ့သွားတဲ့သဘောလေးကိုသင်ပေးကြတယ်တချို့ကြတော့အဲ့ဒီလှမ်းတာကိုမထင်ဘူးရှုရတာထိတာကြတော့ပိုထင်ရှားတယ်ပေါ့အဲကြောင့်တပည့်တော်ကတချို့တပည့်တွေကိုလှမ်းတာရှုလို့မရရင်ထိတာကိုရှုလို့သင်ပေးတယ်ရှေးဘဝနဲ့ကြမ်းခင်းနဲ့ထိသွားတဲ့နော်ဖို့တပသဘောလေးအဲ့ဒီသဘောကိုရှုဖို့သင်ပေးတယ်လမ်းသွားတဲ့အခါမှာအ ਨੇ ဆုံးရှေးတလန်းကိုတမှတ်ပါပါစေဆိုပြီးတော့သင်ပေးတယ်ရှေးလှမ်းတိုင်းမှာတောင်တွေးမြောက်တွေးပြီးတော့သွားနေမဲ့အစားအလှမ်းတိုင်းမှာတတိကလေးကတ်သွားရင်အင်္ဂလိပ်လည်းရတယ်တရားလည်းတတ်တယ်ပေါ့နော်အတွေးတွေနဲ့သွားနေမယ်ဆိုလို့ရှိရင်တရားမတိုးတက်ဘူးအဲ့တော့ရှေးတလန်းကိုတမှတ်လောက်ပါအောင်မှတ်ဆိုပြီးတော့သင်ပေးပါတယ်အဲ့တော့လှမ်းတာကိုပဲရှုဘဝနဲ့ကြမ်းခင်းနဲ့မြေကြီးနဲ့ထိတာကိုပဲရှုထင်ရှားတာကိုရှုပေါ့လှမ်းတာထင်ရှားရင်လှမ်းတာကိုရှုထိတာထင်ရှားရင်ထိတာကိုရှုဒါပထမအစဦးဆုံးမှတ်တဲ့ပုံကိုယ်တွေပေါ့ဟောတမာတိလေးကောင်းလာတယ်တတိလေးကောင်းလာတယ်အဲ့ဒီလိုမျိုးတစ်ရက်နှစ်ရက်လောက်မှန်ရင်နဲ့လှမ်းတာတွေမကဘူးထိတာတွေမကဘူးကြွတာလေးကိုပါသတိထားမိလာတယ်ဆရာသမားကကြွတာလေးကိုရှုပါလို့တော့သင်ပေးနေစရာမလိုတော့ဘဲနဲ့အလိုလိုသတိထားမိလာတယ်နော်မှတ်တာကလှမ်းတာကိုမှတ်နေတာထိတာလေးကိုမှတ်နေတာဒါပေမဲ့ကြွတာလေးကိုပါသတိထားမိလာတယ်ဒါတတိအားကောင်းလာတဲ့ရဲ့အကျိုးဆက်ကိုပြောပြတာနော်ကြွတာလေးကိုသတိထားမိလာတယ်လှမ်းတာလေးကိုသတိထားမိလာတယ်ချတာလေးကိုသတိထားမိလာတယ်ဖိလိုက်တာကိုသတိထားမိလာတယ်အဲ့ဒီလိုမျိုးတွေသတိထားမိလာတယ်ပေါ့အဲ့တော့ခြေတလန်းထဲမှာကိုတိတိတဲ့တာလေးတွေကိုတဖြည်းဖြည်းသတိထားမိလာတယ်အဲ့တော့ကြွလိုက်တဲ့အခါမှာပေါ်သွားတဲ့သဘောလေးလည်းသတိထားမိလာတယ်နော်ချလိုက်တဲ့အခါမှာလေးသွားတဲ့သဘောလေးကိုသတိထားမိလာတယ်ဖိလိုက်တဲ့အခါနင်းလိုက်တဲ့အခါမှာတောင့်တင်းမှုသဘောတွေသတိထားမိလာတယ်မြေကြီးနဲ့ထိတဲ့အခါမှာအေးမှုသဘောတွေသတိထားမိလာတယ်ဒါမျိုးလေးတွေပေါ့နော်အဲ့တော့တတိကိုမပြတ်အောင်သာမှတ်နေသိထိုက်တာတွေကိုတဖြည်းဖြည်းနဲ့သိလာပါတယ်နော်ငကိုယ်တုန်းကဘုရားရှိခိုးရင်အမတ်တမတ်ရှိခိုးတယ်ဥချလို့ချင်းပစိန်ဥပေါက်တို့လိုမျိုးနော်ပစိန်ပေါက်တို့လိုမျိုးဒီလိုပဲဥသုံးချိန်ချလိုက်တာပဲအမတ်တမတ်တတိအားကောင်းလာတဲ့နဲ့အမြနော်ဘုရားကိုဥသုံးချိန်ချတာကအစားတတိကလေးကပ်မိလာတယ်လက်ကိုမှားလိုက်တဲ့အမျိုးလက်ကိုချလိုက်တာမျိုးနှစ်ဖူးနဲ့ကြမ်းခင်းနဲ့ထိတဲ့အခါမျိုးတွေမှာတတိကလေးတွေကပ်လာတယ်ဒါပါလဲဆိုတော့တကူးတကားတော့သင်ပေးနေစရာမလိုဒီလိုနေရာတွေမှာတတိထားနော်ဒီလိုလေးရှုနော်လို့တော့သင်ပေးစရာမလိုပဲနဲ့
တတိဟိုနော်ကပ်ဖို့စ조사နေတဲ့ယောဂီတူအနေနဲ့ယောဂီတစ်ပါးအနေနဲ့သူ့အလိုလိုရင်တဖြည်းဖြည်းနဲ့မလွတ်တမ်းတတိကပ်ရမယ်ဆိုတာလေးကိုသိထားတဲ့အတွက်ကြောင့်အမူအရာတိုင်း